How are you ဆိုပြီးတော့မေးလာတယ်ဒါမဲ့ကိုကလည်းအသက်ကတဖြည်းဖြည်းရလာတော့ကိုအသက်အတိအကျကိုမပြောရှင်တော့ဘူးဆိုလို့ရှိရင်ဒီလိုလေးပြောလို့ရရပါတော့ so for example oh I'm in my early 20s so early 20s ကကြတော့21 to 23ကကြတော့ဒါ early 20s ပေါ့နော်ဟိုဒါမှမဟုတ်လို့ရှိရင်နောက်တစ်မျိုးကကြတော့ so I'm in my mid 20s ကကြတော့24ကနေပြီး26အထိကဒါ mid 20s ပေါ့နော်ဒါမှမဟုတ်လို့ရှိရင်လည်း I'm in my late 20s ကကြတော့ဒီ27ကနေပြီး29ကိုlate 20s လို့ပြောတယ်ပေါ့နော် for me 27 years ဆိုပေါ့နော်so အဲ့တော့တယောက်ကအသက်ကိုမိလာလို့ရှိရင် oh I'm in my late 20s late 20 ဆိုတော့ဒါက27လည်းဖြစ်နိုင်တယ်28လည်းဖြစ်နိုင်တယ်29လည်းဖြစ်နိုင်တယ်ပေါ့နော်ဟိုကိုမိရဲ့အသက်ကိုပြောရှင်တယ်ဆိုလို့ရှိရင်လည်းပေါ့နော်ဒီလိုလေးပဲသုံးပြီးတော့ပြောလို့ရတယ် so for example she is in her early 40s ဆိုတော့ early 40s ဆိုတော့41 42 43 or she's in her mid 40s ဆိုတော့44 45 46 or she's in her late 40s or 47 48 49ဒါမှမဟုတ်ရှင်လေသူမ50နာနီးနေပြီဆိုလို့ရှင်လေ she's almost 50s or she's nearly 50 ဆိုပြီးတော့ပြောလို့ရပါတယ်အသက်အတိအကျပြောဖို့အတွက်က comfortable မဖြစ်ဘူးဆိုလို့ရှိရင်ဒီလိုမျိုးလေးပေါ့နော် early 20s mid 20s late 20s ဆိုပြီးတော့ပြောလို့ရတယ်ဒါမှမဟုတ်ရှင်ကိုကဒီ 20s ထက်ငယ်တယ်ဆိုလို့ရှိရင်တော့ပေါ့နော် for example I'm a teenager ကကြတော့ဒီ73နှစ်ကနေပြီးတော့19နှစ်ကို teenager လို့ခေါ်တယ်ပေါ့နော်အဲ့တော့ဘာမှရှေ့ရှေ့ပြောနေစရာမလိုဘူးI'm a teenager ဆိုလို့ရှိရင်ဒါကပြောရှင်မှုဆိုလို့ရှိရင်ဒါအဆင်ပြေတယ်ပေါ့နော်I hope you guys will get it so bye bye everybody see you in my next videos